ကုသိုလ်ကောင်းမှုလုပ်ပြီးဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကိုပေးစွမ်းနိုင်တာဖြစ်သောကြောင့်ကောင်းတာဆိုတာအကျဉ်းချင်းလုပ်ပါလို့ဆိုလို့လူတွေမှာကျမ်းမာရေးလိုက်စားတယ်ဆိုတာတစ်ချိန်နဲ့လိုက်စားလို့မရဘူးအကျဉ်းချင်းလေ့ကျင့်ပြီးတော့ကျမ်းမာရေးကောင်းအောင်လုပ်ကြအဲ့ဒါလိုပဲစိတ်ကျမ်းမာမှုလို့ဆိုတဲ့ကုသိုလ်တရားကိုလည်းပဲစင်စက်မပြတ်အကိုရနေအောင်ဖြစ်နေအောင်လုပ်အောင်အဲ့တော့ဖြစ်နေအောင်လုပ်တယ်ဆိုတာအလူကြီးအများရန်လှူနေရမယ်လို့သူတို့ပြောတာမဟုတ်ဘူးကုသိုလ်ဖြစ်เสียတွေကအများကြီးရှိတယ်ရင်ထဲနှလုံးထဲမှာမပြတ်ဖြစ်เสียရမယ်ကုသိုလ်တရားကမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဘဝမှာနေမယ်ဆိုရင်မေတ္တာနဲ့နေမယ်ကရုဏာနဲ့နေမယ်မုဒိတာနဲ့နေမယ်ဥပေက္ခနဲ့နေမယ်အဲ့ဒီမှာတပြိုင်နဲ့နေလို့တော့မရဘူးမေတ္တာနဲ့နေတဲ့အခါမှာကရုဏာမုဒိတာဥပေက္ခမပါဘူးတော့ပြောမေတ္တာနဲ့နေပြီဆိုရင်ကိုယ်နဲ့ထပ်တူအများသရဝါတွေကိုယ်နဲ့ထပ်တူကျမ်းမာချမ်းသာပျော်ရွှင်တာဘဝအဆင်ပြေတာဖြစ်စေခြင်းနဲ့စိတ်ဆန္ဒတွေကိုမေတ္တာလို့ခေါ်တယ်ဟိတကာရဘောဓနာလက္ခဏာအလုံးအဆင်ပြေစေခြင်းနဲ့အလုံးပျော်ရွှင်စေခြင်းနဲ့ဘေးရန်ကင်းစေခြင်းနဲ့ဘဝမှာအဆင်မြင့်စေခြင်းနဲ့ကြီးပွားစေခြင်းနဲ့ဆိုတဲ့ဒီဆန္ဒတွေဟာမေတ္တာလို့ခေါ်တာဒီအာရောသလို့ခေါ်တဲ့အမုန်းကင်းစင်ပြီးတော့ရှင်တွေကနှလုံးသားမှာချစ်ခင်တဲ့သဘောတရားမေတ္တာလို့အာရောသကိုပဲမေတ္တာလို့ခေါ်တာပဲဖြစ်တယ်အမုန်းတရားကင်းစင်တဲ့မေတ္တာစိတ်ဓာတ်နဲ့နေပြီးဆိုတဲ့အခါမှာတရားတိုင်းဟာလူတိုင်းဟာအဆင်ပြေတာမဟုတ်ဘူးအဆင်မပြေတဲ့လူနဲ့တွေ့လာပြီဆိုရင်အဆင်မပြေလို့ဒုက္ခရောက်နေတယ်ဒီဒုက္ခကလွတ်ကင်းပါစေမြန်မြန်သူ့ရဲ့ဒုက္ခကိုစာနာတတ်တယ်ဆိုရင်အဲ့ဒီချိန်မှာကျတော့မေတ္တာကနေပြီးတော့ကရုဏာဆိုတဲ့ဒီနှလုံးသားအနေထားတစ်ခုပြောင်းသွားပြန်တယ်ဒါလည်းမွန်မြတ်တဲ့စိတ်နေသဘောထားတစ်ခုပဲမေတ္တာထားရနေပြီးတော့အစမပြေတဲ့ပုဂ္ဂိုလ်တွေ့လိုက်တဲ့အခါမှာရှင်ထဲကအကျဉ်းနာဖြစ်တာကရုဏာဒါကသဘာဝတရားတစ်ခုကရုဏာဖြစ်ခြင်းအပြင်ဘာကိုဖယ်ရှားနိုင်တာတော့ဆိုဝိဟိတလို့ခေါ်တဲ့လူတယောက်ကိုဒုက္ခရောက်စေခြင်းနဲ့နှိမ့်ဆက်ညှဉ်းပန်းလို့တဲ့စိတ်ခုခေတ်ဆိုရင်ဂျင်းထဲခြင်းတဲ့စိတ်လို့ပြောရင်ပို့သဘောပေါက်မှထင်တယ်ကရုဏာကင်းတဲ့လူတွေကဂျင်းထဲတာပဲလေအဲ့ဒီလူတယောက်ဟာစပ်ပူစပ်လောင်ဖြစ်သွားတာကြည်ခြင်းတဲ့လူတွေအဲ့ဒါကရုဏာကင်းမဲ့သွားလို့ရှိရင်အဲ့ဒါမျိုးဖြစ်တယ်လူတယောက်ကိုဒုက္ခပေးဖို့ဝမလေးတဲ့အနေထားမျိုးဒုက္ခမရောက်အောင်အကွက်ဆင်တာမျိုးတွေဖြစ်လာအဲ့တော့ကရုဏာတရားထားမယ်ဆိုရင်လူတယောက်ကိုဒုက္ခထပ်ပြီးမရောက်စေခြင်းမူရောက်နေတဲ့ဒုက္ခကလွတ်မြောက်စေခြင်းဟာအကျဉ်းနာကရုဏာအဲ့ဒါလည်းအလုံးမမြတ်တဲ့သဘောတရားပဲကိုကူညီနိုင်သည်ဖြစ်စေမကူညီနိုင်သည်ဖြစ်စေစိတ်ထဲကသူ့ကိုချောင်မတွန်းတဲ့စိတ်ဓာတ်ပုံမြတ်တဲ့စိတ်ဓာတ်တတ်နိုင်ရင်ကူညီတဲ့စိတ်ဓာတ်အဲ့ဒါမျိုးကကရုဏာဒါသူတော်စင်တွေမှာဖြစ်တဲ့မြင့်မြတ်တဲ့သဘောတရားတဖန်အောင်မြင်ကြီးပွားသွားပြီလူတယောက်ဟာနော်အောင်မြင်ကြီးပွားသွားတယ်ကိုယ့်ရဲ့တာသွားပြီဆိုလို့ရှိရင်လူတွေရဲ့သဘာဝမှာကိုယ့်ရဲ့တာမနာလို့ဆိုတာဖြစ်တတ်တယ်ကိုယ့်ရဲ့ယာတုကြီးသွားတယ်ကိုယ့်ရဲ့စိတ်တဲ့ဥစ္စာတွေတိုးတက်သွားတယ်အစစအရာတာလွန်တယ်ကိုယ့်ရဲ့ရုပ်ဆင်းတာလွန်တယ်ကိုယ့်ရဲ့ပစ္စည်းဥစ္စာဂုဏ်သတင်းတွေတာလွန်တယ်ဆိုjealousy လို့ခေါ်တယ်မချီးမွမ်းနိုင်တော့ဘူးအပြစ်ပြောခြင်းနဲ့စိတ်တွေပေါ်လာတတ်တယ်အဲ့ဒါကိုအိတ်တာလို့ခေါ်တယ်နော်အိတ်တာလို့ခေါ်တယ်အိတ်တာကိုအင်္ဂလိပ်လို jealousy မြန်မာလိုတော့မနာလိုမရှုစိတ်အဲ့ဒီသဘောတရားတွေကစိတ်ပုတ်စိတ်ယုတ်တွေပဲဖြစ်တယ်အဲ့ဒီစိတ်ပုတ်စိတ်ယုတ်ကိုမုဒိတာလို့ဆိုတဲ့ဝမ်းမြောက်နိုင်တဲ့ကုသိုလ်တရားတစ်ခုဖြစ်ပွားပြီးဖယ်ရှားပြရမှာဖြစ်တယ်အဲ့လိုကိုမေတ္တာထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအောင်မြင်တာကအောင်မြင်တဲ့လူရှိသလိုကြာဆုံးတဲ့လူလည်းရှိတယ်ဒုက္ခိတဒုက္ခိတလို့ခေါ်တယ်
ဒါမို့ကရုဏာဆိုတာဒုက္ခိတတ attva ပေါ်မှာထားတယ်ဒုက္ခိတဆိုတာဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ပြောတာပမာရီကတော့ဒုက္ခိတဆိုမျက်မမြင်တာတို့ချီကျိုးတာတို့အောင်မိတာမဟုတ်ဘူးအစမပြေနဲ့ဒါဒုက္ခရောက်နေတဲ့သဘောပဲအဲ့တော့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ပေါ်မှာကရုဏာထားနိုင်ရမယ်ဒုက္ခိတလို့ခေါ်တဲ့ချမ်းသာဒုက္ခပြေဝတဲ့ပုဂ္ဂိုလ်ပေါ်မှာဒီဝန္တာနိုင်ရမယ်အတိမပြုတ်နိုင်ရမယ်လို့ဆိုဒါတွေကတော့သူ့အတိုင်းအတာအရဖြစ်တယ်မေတ္တာရှိပြီဆိုရင်ကရုဏာဖြစ်ဖို့မခဲရင်တော့ဘူးမုဒိတာဖြစ်ဖို့မခဲရင်တော့မေတ္တာကိုအခိုင်အမာတိဆောက်ခြင်းအပြင်ကရုဏာတရားဖြစ်နိုင်တယ်မေတ္တာမုဒိတာတရားဖြစ်တယ်အဲ့ဒီမေတ္တာတရားကိုခိုင်မာအောင်ဗာနဲ့ထိမလဲလို့ဆိုတဲ့အခါကျတော့မှဥပိ္ပခာနဲ့ထိရမယ်အဲ့ဒါကြလူတွေကဥပိ္ပခာမပြုတ်နိုင်လို့ရှိရင်မေတ္တာလည်းပြတ်သွားတာပဲနော်ဥပိ္ပခာဟာမေတ္တာထိတဲ့နေရာမှာတော့အရေးကြီးဆုံးပဲလို့ဆိုလို့တယ်ဥပိ္ပခာနဲ့ပြန်ပြီးတော့ဘလို့ထိတော့ဆိုမေတ္တာဆိုတာတစ်ဖက်သားပေါ်မှာအကျိုးစီးပွားကိုလိုလားတော့စိတ်လှုပ်ရှားမှုတစ်ခုပဲမအောင်မြင်တဲ့ဒုက္ခရောက်နေတဲ့အစမပြေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာအကျဉ်းတရားထားနေခြင်းဟာလည်းပဲစိတ်လှုပ်ရှားမှုတစ်ခုပဲဝန္တာအဲလဲဖြစ်နေခြင်းဟာလည်းပဲစိတ်လှုပ်ရှားခြင်းတစ်ခုပဲအဲ့ဒီလိုလှုပ်ရှားနေတဲ့စိတ်ဓာတ်မျိုးကိုထိမ့်သိမ့်ပြီးတော့သဗ္ဗေတ္တကမ္မတကအလုံးဟာဒုက္ခနဲ့သူလာကြတာဆိုတဲ့အတွေးလေးနဲ့လှုပ်ရှားမှုတွေကိုဖယ်ရှားလိုက်လို့ရှိရင်ဥပိ္ပခာဖြစ်တယ်ဥပိ္ပခာမထားနိုင်ဘူးဆိုလို့ရှိရင်မေတ္တာလည်းပြိုကျပျက်စီးသွားနိုင်တယ်ဥပိ္ပခာဆိုဒီမှာတစ်ဖက်သားလှုပ်တဲ့အပေါ်မှာကိုယ်ကိုစော်ကားသွားလို့စော်ကားတဲ့အပေါ်မှာဘွေယူလိုက်တာနဲ့တပြိုင်နက်မေတ္တာခမ်းသွားတယ်မေတ္တာပြတ်သွားတယ်ကိုယ်ပေါ်မှာလူတယောက်ကအကျိုးပြုတယ်ဖေးပါပေးတယ်ဆိုရင်လည်းအစွမ်းရောက်တဲ့စိတ်ဖြစ်သွားပြန်နော်အဲ့ဒီလိုကိုယ်ပေါ်မှာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေသဗ္ဗေတ္တကမ္မတကာဆိုတဲ့စိတ်ဓာတ်တည်ငြိမ်မှုနဲ့ထားနိုင်မှဥပိ္ပခာလို့ဥပိ္ပခာနဲ့မေတ္တာကိုပြန်ထိမ့်ပေးထားတော့မေတ္တာဟာပြတ်မသွားနိုင်ဘူးပေါ့နော်အဲ့ဒီလိုမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ဖြစ်မစိုးတရားကိုယ့်ရင်ထဲမှာရှိနေခြင်းဟာကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုကိုရရှိနေခြင်းပဲဖြစ်တယ်အဲ့ဒါငွေကြေးတနာမကုန်မဲနဲ့ကုသိုလ်တွေဖြစ်နေအဲ့ဒီပဲမေတ္တာကိုအခြေခံပြီးရင်ဒါနကောင်းမှုလုပ်တယ်ဘာလို့လဲဆိုကိုကအကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်လိုလားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာကိုကနေပြီးတော့တတ်နိုင်တဲ့ပစ္စည်းဥစ္စာနဲ့ပံ့ပိုးပေးလိုက်တယ်ဆိုဒါနကောင်းမှုဖြစ်တယ်နော်အဲ့ဒါကိုဒါနပါရမီလို့ခေါ်တာဒါနပါရမီဆိုဖျားလုံးနေပါရမီဖြစ်ခြင်းနဲ့ဆိုတာမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ရှင်ထဲကဒီမြင့်မြတ်တဲ့သဘောထားတွေအပြည့်စုံရှိသည့်အတွက်ကြောင့်ဒါနကောင်းမှုလုပ်နိုင်ဒါနဖြင့်ကိုယ်အကျိုးလိုလားတဲ့တရားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်ခြင်းပဲဖြစ်တယ်နောက်တစ်ခါဒါနကအပြင်ပစ္စည်းပေးပြီးတော့ဆောင်ရွက်တာ